ငယ်ကစင်းရဲလုံးနာကြောင့်ပဲစောက်ဝယ်ဖို့တော့ပတ်သက်မရှိတဲ့ဘဝကနေဘာလို့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာခဲ့တဲ့သူသူ့ရဲ့တရားဖြတ်တန်မှုနဲ့လက်ရှိမှုတို့ကြောင့်ပဲအကြရှုံးမှုတွေကြားကရုံးထွက်နိုင်ခဲ့ပြီးကဘာကျော်အလီဘာဘာကုမ္ပဏီကိုတည်ထောင်နိုင်ခဲ့တဲ့သူ Today is very tough. Tomorrow is more tougher. The day after tomorrow is beautiful. ဂျမားလို့ဆိုလိုက်တာနဲ့ဒီပညာစီးပွားရေးကိုဦးဆောင်သူတယောက်ဖြစ်ပြီးလူငယ်တိုင်းရဲ့လေးစားအားကြရတဲ့လူပုဂ္ဂိုလ်တယောက်ဆိုတော့အားလုံးပဲသိထားပြီးဖြစ်မှာပါ When you appreciate, respect the other culture, you will be respected and appreciated by the others. Then you can work out together. ဂျမားဆိုပြီးကဘာကျော်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာမဲ့မာယိုဆိုတဲ့လူငယ်လေးတယောက်ကို1964ခုနှစ်စက်တင်ဘာ10ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဟန်ကျိုးမြို့မှာနေထိုင်တဲ့စင်ရနာမိသားစုကနေမွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။မပြေလည်တဲ့မိသားစုကမွေးဖွားလာခဲ့တဲ့ဂျမားဟာငယ်စဉ်ကတည်းကအင်္ဂလိပ်စာကိုဝါသနာပါခဲ့တာကြောင့်ပဲတိုးရဲခိုက်လို့အင်္ဂလိပ်စာကိုလေ့လာသင်ယူခဲ့ပါတယ်။ဒါပေမဲ့လည်းဂျမားဟာပညာရေးမှာတော့အခက်အခဲတွေနဲ့သာကြုံတွေ့လူသူဖြစ်ပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲကို၃ကြိမ်တော့ဖြေဆိုခဲ့ရပြီးနောက်ဆုံးအချိန်မှသာအောင်မြင်ခဲ့ပါတယ်။ဒီလိုနဲ့ဟန်ကျိုးမြို့ရဲ့တက္ကသိုလ်တစ်ခုမှာအင်္ဂလိပ်ဘာသာရပ်ကိုယူပြီးသင်ယူတက်မြောက်ခဲ့ပါတယ်။ဂျမားဟာတက္ကသိုလ်ပြီးတဲ့နောက်မှာတော့အလုပ်ပေါင်း30ကျော်ကိုရှောင်ထားခဲ့ပေမဲ့လည်းအားလုံးရဲ့ညစ်ပယ်ညစ်ကိုသာခံခဲ့ရပါတယ်။ရဲလုံးရှော့ခဲ့တော်လည်းမရခဲ့ပါဘူး။နောက်ဆုံး KFC မှာတော့အလုပ်ခံမခံခဲ့ရပါဘူး။ဂျမားဟာဒီလိုညစ်ပယ်မှုတွေနဲ့ကြုံလို့ပြီးတဲ့နောက်မှာတော့ဟန်ကျိုးမြို့ရဲ့တက္ကသိုလ်တစ်ခုမှာအင်္ဂလိပ်ဆရာဝင်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့1995ခုနှစ်မှာတော့ဂျမားဟာတရုတ်နိုင်ငံပညာရေးအဖွဲ့အစည်းတစ်ခုနဲ့အတူအမေရိကန်ကိုလေ့လာပြီးသွားခဲ့ပါတယ်။အဲ့ဒီခီးကပဲသူ့ဘဝကိုကြီးကြီးမားမားပြောင်းလဲဖို့အကြောင်းပန်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့အင်တာနက်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုရရှိလာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အင်တာနက်ဟာအနာဂတ်မှာဘလောက်အရေးကြီးတယ်ဘလောက်အထိခွင့်လန်းတွေဖန်တီးနိုင်တယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲသူ့ရဲ့ပထမဆုံးခြေလှမ်းဖြစ်တဲ့ China Page ဆိုတဲ့ website ကိုတည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီ website ဟာနည်းပညာပိုင်းအရအားနည်းမှုရှိပြီးဒီအစိုးရနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ပဲမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ဘလောက်ပဲကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရသူဟာဘယ်တော့မှဇွဲမလျှော့ခဲ့ပါဘူး။ဒါကြောင့်ပဲ1999ခုနှစ်ဇွန်လ28ရက်နေ့မှာမိတ်ဆွေ19ယောက်နဲ့သူ့ရဲ့အခန်းကြီးလေးထဲမှာပဲအလီဘာဘာကိုတည်ထောင်ခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ယုံကြည်ခြင်းနဲ့ဇွဲမလျှော့တဲ့စိတ်ဓာတ်တို့ကြောင့်ပဲပထမ9နှစ်အတွင်းမှာအလီဘာဘာကုမ္ပဏီကတရုတ်ဈေးကွက်မှာအောင်မြင်မှုရရှိလာပြီး15နှစ်အကြာမှာတော့ကမ္ဘာကြီးတို့အင်ကောမတစ်ခုပြေအောင်မြင်လာပါတော့တယ်။ဒီလိုနဲ့ဂျမားဟာဘီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူဟာအလီဘာဘာအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့နောက်19ခုနှစ်စက်တင်ဘာ10ရက်နေ့မှာအလီဘာဘာရဲ့ CEO ယာရုကနေအနားယူသွားပြီးစီးပွားရေးချဲပညာရေးနဲ့ private လုပ်ငန်းတွေကိုသာလုပ်ဆောင်ဖို့သုံးဖြတ်ချက်ချခဲ့ပါတယ်။အောင်မြင်မှုဆိုတာငွေကြေးပမာဏနဲ့မတတ်မှတ်ပဲလူပေါင်းလောကတော့ဘလောက်အကျိုးပြုနိုင်တယ်လဲဆိုတာနဲ့တတ်မှတ်တဲ့လဲဆိုတော့သူ့ရဲ့ယူဆချက်တိုင်းလက်တွေ့အကောင့်နဲ့ပုံရင်ဘဝကိုအေးချမ်းစွာဖြစ်တတ်နေတယ်ပဲဖြစ်ပါတယ်